ဘာလွန်တော်စူပေးပွဲအခမ်းအနားမှာရိုနယ်ဒင်ဟိုကိုမြင်လိုက်ရတဲ့ကစားသမားတွေရဲ့အန်အားသင်းစရာတုံ့ပြန်မှုတွေကိုမှတ်မိကြသေးလားသူအခမ်းအနားကိုရောက်ရှိလာတဲ့အချိန်မှာပရိသတ်တွေကမတ်ထက်ရပ်ပြီးတောင်းပြပြလက်ခုပ်တီကြိုးဆိုခဲ့ကြပါတယ်ဒါပေမဲ့လူတိုင်းရဲ့အာရုံစိုက်မှုကိုပိုပြီးဆွဲဆောင်သွားခဲ့တာကတော့ဒီဘရာဇီးခံတွင်ကစားသမားကြီးရဲ့ပေါ်အခြားကစားသမားတွေရဲ့တုံ့ပြန်မှုပဲဖြစ်ပါတယ်လာမင်းယာမောင်ကအကောင်းဆုံးလူငယ်ကစားသမားစုကိုရရှိခဲ့စဉ်မှာသူ့ကိုရိုးရှင်းတဲ့မိကွန်းတစ်ခုမေးမြန်းခဲ့ပါတယ်ကမ္ဘာအကောင်းဆုံးကစားသမားကဘာတူလဲယာမရဲ့အဖြေကလူတိုင်းကိုအံ့အားသင့်သွားစေခဲ့ပါတယ်သူကရိုနယ်ဒင်ဟိုဟာအမှုပညာရှင်တစ်ယောက်ပါသူကပျော်ရွှင်မှုတွေလွတ်လပ်မှုတွေနဲ့ကစားခဲ့တာတခြားဘယ်သူမှမမြင်နိုင်တဲ့အရာတွေကိုသူကဖန်တီးပြခဲ့တယ်ရိုးရှင်းတဲ့လှူရှားမှုလေးတစ်ခုနဲ့တည်းသူကဘောလုံးလောကကိုပြုံးပြော်သွားစေခဲ့တာပါမရှိသေးတဲ့အရာတွေကိုပါသူကဖန်တီးပြနိုင်ခဲ့ပါတယ်လို့ပြောခဲ့ပါတယ်ယာမာကဆက်ပြီးကျွန်တော်ဟာသူ့ကိုကြည့်ပြီးသင်ယူခဲ့တာပါသူဟာအကောင်းဆုံးဖြစ်ဖို့အတွက်ကစားခဲ့တာမဟုတ်ပဲကစားရတာကိုပျော်လို့ကစားခဲ့တာပါအဲ့ဒါကပဲသူ့ကိုတခြားလူတွေနဲ့အကွဲပြားခြားနားစေခဲ့တာပါလို့ဝန်ခံခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ယာဖင်ညာဟာရိုနယ်ဒီဟွန်ရဲ့ရှေ့မှာစက္ကန့်အနည်းငယ်ကြာနှုတ်ဆက်ပြီးမတ်တရနေခဲ့ပါတယ်ဒါဟာဘရာဇီးဘောလုံးလောကရဲ့မျိုးဆက်နှစ်ခုကြားသင်္ကေတတစ်ခုလိုလက်ဆင့်ကပ်လိုက်တဲ့ပုံရိပ်တစ်ခုလိုပါပဲသူရဲ့ပြိုင်ပွဲဟောင်းတွေကပင်သူ့အပေါ်ယိုသေးလေးစားမှုတွေကိုပြသခဲ့ကြပါတယ်စပိန်မီမှာသူ့ကိုရင်ဆိုင်ခဲ့မှုတဲ့လူအစ်ဗီကိုဟာသူစီချင်းကလာပြီးဖက်လက်တကင်းနှုတ်ဆက်ခဲ့ပါတယ်ရိုရှင်းတဲ့အပြုမှုလေးဖြစ်ပေမဲ့ကြီးကျယ်ခမ်းနားတဲ့လူသားနှစ်ဦးကြားကလေးစားမှုတွေနဲ့ဖြစ်နေခဲ့ပါတယ်အဲ့ဒီနောက်မှာတော့အရေးကြီးဆုံးအခိုက်အတန့်ရောက်ရှိလာခဲ့ပါတယ်အဲ့ဒါကတော့ဦးစမန်ဒီယမ်ဘီလီဟာရိုနယ်ဒင်ဟိုရဲ့ရက်လက်ထောက်တွေဘာလွန်တော်စုကိုလက်ခံရရှိခဲ့တဲ့အချိန်ပဲဖြစ်ပါတယ်သူဟာစိတ်လှုပ်ရှားမှုတွေကိုမထိန်ချုံနိုင်ပဲဝမ်းစာပီတီမျက်ရည်ကျခဲ့ရပါတယ်ပြီးတော့သူ့ကိုလည်းအဲ့ဒီမိခွန်းအတိုင်းကမ္ဘာအကောင်းဆုံးကစားသမားကဘယ်သူလဲလို့မေးတဲ့အခါသူကခေါင်းငုပ်ပြုံးပြီးရိုနယ်ဒင်ဟိုပေါ့မဟုတ်ဘူးလားလို့ဖြေခဲ့ပါတယ်သူကဆက်ပြီးသူဟာထီထွင်ဖန်တီးနိုင်စွမ်းရှိဖို့အတွက်အားကစားခွင့်ထဲမှာအရင်ကြီးရုန်းကန်အားဆိုင်နေဖို့မလိုပါဘူးသူကိုယ်တိုင်ပျော်ရွှင်အောင်ကစားခဲ့တာပါသူပျော်ရွှင်ကစားနေတဲ့အချိန်မှတင်ပြိုင်ဘက်ခန်းစေကစားသမားတွေကိုဘာမှလုပ်လို့မရအောင်အကူညီမဲ့ထွားစေခဲ့တာအဲ့ဒီလိုအရာမျိုးကိုလိုက်ပြီးတင်ယူလို့မရပါဘူးလို့ထပ်လောင်းပြောကြားခဲ့ပါတယ်သူကသူ့မှာကျွန်တော်တို့မရှိတဲ့အရာတစ်ခုရှိတယ်အဲ့ဒါကတော့လွတ်လပ်မှုမောဆန်မှုနဲ့အပြုံးပါပဲကျွန်တော်တို့တွေကစူဖလားတွေအနိုင်ရရှိဖို့ပဲလိုချင်ခဲ့ကြတာဒါပေမဲ့သူကတော့လူတွေကိုဘောလုံးအားကစားကိုယူသွက်တကွင်းပါအောင်လုပ်ပေးနိုင်ခဲ့တာပါလို့၎င်းချုပ်ပြောချသွားခဲ့ပါတယ်